အားလုံးပဲမင်္ဂလာပါကပ္ပဦးကျန်းခန်းကြီးရှိကိုတူတကွာဖတ်ရှုဖို့ရန်အတွက်အားလုံးကိုခေါ်ဖိတ်ပါတယ်ဖျားသခင်ကြီးနော်အေးမဆာ၍အသက်ရှင်သူများတော်တတဝါနော်အေးနှင့်အတူတင်မောထဲ၌ရှိသောတွေးဆန်ပေါင်းတို့ကိုအောက်မိ၍မြေကြီးပေါ်မှလေးလာစေတော်မူသည်ဖြင့်ရေငိမ့်လေ၏နက်နေရာရေပေါက်ရေတွင်းများမိုးကောင်းကင်ပြုံဝများကိုစုပ်ပိတ်၍မိုးကိုဆဲစီတော်မူ၏ရေဒီလည်းမြေပေါ်မှအစဉ်အတိုင်းစီးသွား၍အရက်150စီသောအခါရုပ်လျော့လေ၏တသမလာ19ရက်နေ့တွင်တင်မောသည်အာရရအမည်ရှိသောတောင်ပေါ်မှတင်လေ၏တသမလာတိုင်အောင်ရေသည်အစဉ်မပြတ်ရုပ်လျော့၍ထိုလဇန်တရက်နေ့တွင်တောင်ထိပ်တို့သည်ပေါ်ကြ၏ထိုအရက်40ကြာလျင်နောအေသည်တင်မောထဲ၌လှုပ်ခဲ့သောပဒင်းပေါက်ကိုဖိ၍ကြီးအားတကောင်ကိုလွတ်လေ၏ထိုကြီးအားသည်မြေပေါ်မှရေမခမ်းမချောက်မီတိုင်အောင်တွာလာလျက်နေလေ၏တဖန်မြေမျက်နှာပေါ်မှရေကုန်သည်မကုန်သည်ကိုတီးချင်းကကျိုးတကောင်ကိုလွတ်ပြန်လေ၏မြေတစ်ပြင်လုံး၌ရေရှိသေးသောကြောင့်ကျိုးသည်ခြေဖြင့်နင်း၍အမောပြေစရာကိုမတွေ့သည်ဖြင့်နောအေရှိရာတင်မောတို့ပြန်လာလေ၏နောအေသည်လည်းလက်ကိုဆန်း၍ကျိုးကိုကန်ယူပြီးလျင်မိမိနေရာတင်မောထဲသို့တွင်းလေ၏တဖန်9ရက်နေပြီးမှထိုကျိုးကိုတင်မောထဲကလွတ်ပြန်၏ညဦးအချိန်၌ကျိုးသည်နောအေထံသို့ပြန်လာ၍မိမိစိတ်ယူသောတန်လင်ရက်ကိုမိမိနှုတ်တီးဖြင့်ဆောင်ခဲ့သောကြောင့်မြေကြီးပေါ်မှရေကုန်ကြောင်းကိုနောအေးတည်လေ၏တဖန်9ရက်နေပြီးမှထိုကျိုးကိုလွတ်ပြန်၏နောက်တဖန်ကျိုးသည်မပြန်မလာနေ၏အနည်း600တခုပထမလဇန်တရက်နေ့တွင်မြေကြီးပေါ်မှရေခမ်း6တည်ရှိသောနောအေးသည်တင်မောမိုးကိုပယ်ဖြဲ၍ကြည့်ရှုသောအခါမြေမျက်နှာသွေး6ဆရှိသည်ကိုမြင်၏ဒုတိယလ29ရက်နေ့တွင်မြေကြီးသွေးချလေ၏ဖျားသခင်ကလည်းတင်သည်တာမယာချွေးမတို့နှင့်တကွတင်မောထဲကထဆင်းလောတင့်ထံမှအသက်ရှင်သောတရိษံငှက်များတာများမြေပေါ်၌တွားတတ်သောတရိษံများတို့သည်မြေပေါ်မှတားကိုမွေး၍အလွန်တိုးပါများပြားမည်အကြောင်းထိုတရိษံရှိသည်များတို့ကိုနှင့်အတူထုတ်ဆောင်လောဟုနောအေးကိုမိန့်တော်မူ၏ထိုအခါနောအေးမှစ၍တာမယာချွေးမတို့သည်ထက်ဆင်းကြ၏တာများတွားတတ်သောတရိษံများငှက်များမြေပေါ်မှလှုပ်ရှားတတ်သည်များသောအမျိုးမျိုးအပေါင်းတို့သည်လည်းတင်မောထဲကထက်ဆင်းကြ၏နောအေးသည်လည်းထာဝရဘုရားဖို့ရစ်ပလင်းကိုတီးပြီးမှစင်ကြယ်သောတာစင်ကြယ်သောငှက်အမျိုးမျိုးထဲကယူ၍ရစ်ပလင်းပေါ်မှမိရှို့သောရစ်ကိုပူဇော်လေ၏ထာဝရဘုရားသည်လည်းမွေးကြိုင်သောအနံ့ကိုခံယူ၍ငါသည်နောက်တဖန်လူတို့အတွက်မြေကြီးကိုမကျိန်အကြောင်းမူကားလူတို့သည်ငယ်ရွယ်သောအရွယ်မှစ၍စိတ်နှလုံးကြံစီဆိုကြ၏ငါသည်ယခုတခါပြုပြီးတကယ်တော့အသက်ရှင်သောအရာရှိသည်များတို့ကိုနောက်တဖန်တန်မခတ်မြေကြီးမကုန်မီတိုင်အောင်မျိုးစီကျဲရသောကာလအတီးနှံကိုသိမ်းရသောကာလချမ်းသောကာလပူသောကာလနေကာလဆောင်းကာလမပြည့်ရဟုအမိန့်တော်ရှိ၏ကြားနာတို့ရောက်ချင်းစီတိုင်းပေါ်မှာဖျားရှင်တာ၍ကောင်းချီးပေးပါစေအာမင်